ဘယ်လိုလေးလာတင်ယူမှုမျိုးကိုမဆိုကျွန်တော်တို့လောက်တော့မယ်လို့ကြံတိုင်းကျွန်တော်တို့တားစီနှောက်ယှက်ပိတ်ပင်နေတတ်တဲ့အရာတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ရဲ့မာနပဲ။တခုခုကိုကျွန်တော်တို့ကလေးလာတင်ယူတော့မယ်ဆိုလို့ရှိရင်အဲ့လေးလာတင်ယူတော့မယ်လို့ကြံစီလိုက်ကြတဲ့ကိုကတခုခုကိုဒါကိုမတက်မြောက်တဲ့လူမကျွမ်းကျင်တဲ့လူမှန်းနှံဆက်တဲ့လူလို့ကိုတတ်မှတ်လိုက်တယ်လို့ဖြစ်သွားတယ်။အဲ့ဒီချက်ကြီးကကိုကိုတိတ်ပြီးတော့မတက်တော့မတက်တာဖြစ်သွားစေတယ်ပေါ့နော်။ဒါအဲ့လိုနဲ့ပဲကျွန်တော်တို့ကအဲ့ဒီမာနာကြီးကိုအဟုတ်ထင်ပြီးတော့အယောင်တင်ပေးလိုက်ပြီးကျွန်တော်တို့ရဲ့လေးလာတင်မှုတွေကိုရပ်တန့်ပလိုက်တယ်တကယ်တမ်းကျတော့ကျွန်တော်တို့ကကိုလေးလာတင်မှုမပြုတ်လို့ဒုက္ခရောက်တာထက်အဲ့ဒီကိုမသိတဲ့အရာကိုသိတယ်လို့ကိုမရှိတဲ့အရာကိုရှိတယ်လို့လုပ်ပြီးတော့မှကိုယ့်ရဲ့လေးလာတင်မှုခီးစဉ်ကိုရပ်တန့်ပလိုက်တယ်ဆိုတဲ့အချက်ကသာကျွန်တော်တို့တွင်းဆုံးကျသွားစေတာကဘာမှာအောင်မြင်ဖြစ်ထွန်းနေတဲ့လူတွေကိုလေးလာကြည့်လိုက်မှဆိုလို့ရှိရင်သူတို့တွေကဘယ်အခြေအနေမျိုးမှမဆိုပေါ့နော်ဘသူတွေစီကမဆိုလေးလာတင်မှုကိုပြုတ်နိုင်ကြတယ်ဘလောက်ပဲအောင်မြင်မှုတွေရသူတို့ကလေးလာတင်မှုကိုဆက်ပြီးတော့ပြုတ်နေကြတယ်ဒီထက်ပိုပြီးအံ့ဩစရာကောင်းတာကသူတို့အနေနဲ့သူတို့ထက်ပေါ့နော်ပို့ပြီးတော့အတွေ့အကြုံနှုတ်နေတဲ့လူတွေသူတို့ထက်ပညာရေးချင်းနယ်ပါတဲ့လူတွေစီမာတော့မှဒါသူတို့လိုအပ်မယ်ဆိုလို့ရှိရင်လေးလာတင်မှုကိုလွယ်လင့်တကူပြုတ်နိုင်ကြတယ်ဒါကသူတို့ရဲ့ဒါတိတ်ကိုဒါအတုစရာကောင်းတဲ့အချက်ပဲဖြစ်တယ်ပေါ့နော်ပြောချင်တာကလေးလာတင်မှုနဲ့ပတ်သက်ရင်သူတို့မှာဘာမှန်မာနာမှရှိမနေကြဘူးတယောက်စီကနေပြီးတော့တခုခုကိုတင်ယူလိုက်ပြန်ပြီးအသုံးချလိုက်နောက်တယောက်စီကနေပြီးတော့လေးလာတင်မှုကိုပြုတ်လိုက်ပြန်ပြီးအသုံးချလိုက်နဲ့သူတို့အလုပ်တွေဖြစ်နေကြတယ်အဲ့တော့အကျိုးစီးပွားတကအကျိုးစီးပွားထဲမှာကိုကျိုးစီးပွားကဒါပဓာနာကြဆုံးဖြစ်တယ်တဲ့ဆိုတော့ကျွန်တော်တို့ကကိုယ့်ရဲ့အကျိုးစီးပွားကိုဒါထည့်တွက်ရမှာပေါ့နော်တကယ်လို့ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကကိုယ့်ရဲ့ကိုကျိုးစီးပွားကိုထည့်တွက်ပြီးတော့မှလေးလာတင်မှုတွေပြုတ်ပြီးတော့ကိုလိုချင်တဲ့ပန်းနိုင်တွေကိုရချင်တဲ့အောင်မြင်မှုတွေကိုရချင်တဲ့သူလို့ရှိရင်တော့ကို့မှာရှိနေတဲ့ဒါတလွဲမာနတွေကိုကိုယ့်ရဲ့အသိပညာနဲ့ခြေမုံပစ်လိုက်ပြီးတော့လေးလာတင်မှုခီးစဉ်ကိုစတင်လိုက်ကြရမှာပဲဖြစ်ပါတယ်ဒီလိုမျိုးလေးလာတင်မှုတွေကိုပြုတ်ကျင်တဲ့သူတွေအတွက်ကျွန်တော်တို့ရဲ့ ITEC မှာမိတ်ဆွေအတွက်အသုံးဝင်အကျိုးရှိစေမဲ့ဒါအဖိုးတန်အသိပညာတွေကိုမျှဝေပေးထားတဲ့ဒါအခွင့်အလမ်းလေးတွေရှိတယ်ပေါ့နော်သင်တန်းလေးတွေရှိတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးရဲ့အောက်မှာ ITEC လို့ comment လေးမှန်းခဲ့လို့ရတယ်ကျွန်တော်တို့သင်တန်းကျောင်းကနေပြီးတော့ပြန်ပြီးဆက်သွယ်ပေးပါမယ်ဖြစ်တယ်အဲ့တော့အဆုံးလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ဒါမိတ်ဆွေတို့တူးချင်းတယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ဆုံတွေ့ကြပါအောင်မယ်